ဝက်ချံကြောင့်လူတွေတော်တော်များများကစိတ်နှောက်ယှက်ဖြစ်ပူးကြမယ်ထင်တယ်။ဝက်ချံကိုထိထိရောက်ရောက်ကုသဖို့ဆိုလို့ရှိရင်ဝက်ချံဘာကြောင့်ဖြစ်လဲဆိုတဲ့အကြောင်းအရာကိုအရင်ဆုံးသိထားရမယ်။မင်္ဂလာပါဒေါက်တာဒါဘိုစီစဉ်ကနေပြီးတော့ကြိုဆိုပါရစေဒေါက်တာကတော့ဒေါက်တာတက်တက်အောင်လင်းဖြစ်ပါတယ် Skinfinity Medical Aesthetic Center ဖြစ်ပါတယ်အဲ့တော့ဒီနေ့ပြောပြမယ့်အကြောင်းအရာလေးကကြတော့ဝက်ချံကြောင့်လူတွေတော်တော်များများကစိတ်နှောက်ယှက်ဖြစ်ပူးကြမယ်ထင်တယ်ဝက်ချံကိုထိထိရောက်ရောက်ကုသဖို့ဆိုလို့ရှိရင်ဝက်ချံဘာကြောင့်ဖြစ်လဲဆိုတဲ့အကြောင်းအရာကိုအရင်ဆုံးသိထားရမယ်ဝက်ချံဖြစ်ရတဲ့အဓိကအကြောင်းရင်းက၄ချက်ရှိတယ်။နံပါတ်1ကကြတော့ excessive oiling လို့ခေါ်တဲ့အဆီပြန်လွန်းတာ။နောက်တစ်ချက်ကကြတော့ clot ပိုးလို့ခေါ်တဲ့ချွေးပေါက်တွေပိတ်သွားတာမျိုး။နောက်တစ်ချက်ကကြတော့ skin inflammation လို့ခေါ်တဲ့အရေပြားရောင်ရမ်းမှုတွေရှိတာနဲ့နောက်ဆုံးတစ်ချက်ကကြတော့ bacterial colonization လို့ခေါ်တဲ့အရေပြားပေါ်မှာ bacteria ပိုးတွေဝက်ချံဖြစ်စေတဲ့ပိုးတွေပေါက်ဖွားလွန်းတာကြောင့်ဖြစ်ပါတယ်။ဒါအပြင်ကိုပဲဟော်မုန်းအပြောင်းလဲတွေကိုယ့်ရဲ့နေထိုင်တဲ့ lifestyle တွေအပြင်ကိုပဲကိုယ်နဲ့မတည့်တဲ့ skin care တွေကိုသုံးမိတာကြောင့်လည်းဝက်ချံတွေကပေါက်တတ်ပါတယ်။ဝက်ချံသမားတွေကဘယ်လို skin care ingredients တွေကိုအဓိကထားပြီးရွေးချယ်သင့်လဲဆိုတော့နံပါတ်1ကကြတော့ tea tree ပေါ့။သူကကြတော့ခုနပြောတဲ့ဝက်ချံဖြစ်စေတဲ့ bacteria ပိုးတွေကိုသေစေတယ်။အဆီပြန်တာကိုလည်းထိန်းပေးတယ်။နောက်တစ်ခုကကြတော့ Xylella asiatica လို့ခေါ်တဲ့စီကာပေါ့။သူကအရေပြားရောင်ရမ်းမှုတွေကိုသက်သာစေတယ်။နောက်ပြီးတော့ဝက်ချံကြောင့်ကြံခဲ့တဲ့အမဲဆက်တွေအနေဆက်တွေဆိုလို့ရှိရင်လည်းသက်သာစေပါတယ်။နောက်တစ်ချက်ကကြတော့ hyaluronic acid ပေါ့။သူကကြတော့အရေပြားကိုရေဓာတ်ဖြည့်ပေးပြီးတော့အရေပြားရဲ့ barrier ကိုလည်းပြန်ပြီးတော့ကောင်းစေတယ်။နောက်ပြီးတော့ BHA ထဲမှာဆိုလို့ရှိရင် salicylic acid ပေါ့ salicylic acid ကကြတော့ဒီချွေးပေါက်အတွင်းထဲမှာရှိနေတဲ့အဆီတွေဆဲသေးတွေကိုဖယ်ပြီးတော့ကြတော့ဝက်ချံတွေထပ်မဖြစ်အောင်လို့လည်းသူကတားပေးနိုင်ပါတယ်။နောက်ပြီးတော့ဖြစ်စော်ပြောရမယ်ဆိုလို့ရှိရင်ဒီ skin care ထဲမှာဆိုလို့ရှိရင်အရေပြားရဲ့pH level နဲ့ကိုက်ညီမှုရှိအောင်လို့ထုတ်ထားတဲ့ skin care တွေကိုရွေးချယ်တာကတော့ဝက်ချံတွေကိုသက်သာစေပါတယ်။ဒီ ingredients တွေအကုန်လုံးကိုတစုတစည်းရရနိုင်ဖို့ဆိုလို့ရှိရင်ဒါဘိုရဲ့ T3 Cical series လေးကိုညွှန်ပေးခြင်းနဲ့ဒီ T3 Cical series ထဲမှာကကြတော့ toner နဲ့ ampule ဆိုပြီးတော့နှစ်မျိုးရှိတယ်။ toner ထဲမှာကကြတော့ T3 ပါတဲ့အတွက်ကြောင့်မလို့ဝက်ချံဖြစ်တဲ့ bacteria တွေလည်းသေစေတယ်။သူကအဆီပြန်တာကိုလည်းထိန်းပေးတယ်။အဆီပြန်ပြီးတော့ဝက်ချံထွက်တတ်တဲ့သူတွေဆိုလို့ရှိရင်လည်းသုံးလို့အဆင်ပြေတယ်။နောက် Cica ပါတဲ့အတွက်ကြောင့်မလို့အရေပြားကိုခမ်းမင်းဖြစ်စေတယ်။နီရာရောင်တာတွေကိုသက်သာစေတယ်။ဝက်ချံကြောင့်ကြံခဲ့တဲ့အနီဆက်အမဲဆက်တွေကိုလည်းသက်သာစေတယ်။နောက်ပြီးတော့ LHA နဲ့ BHA ပါတဲ့အတွက်ကြောင့်မလို့ချွေးပေါက်အတွင်းထဲမှာရှိနေတဲ့ဒီဆဲသေးတွေ bacteria တွေကိုလည်းသူကဖယ်ပြီးတော့ဝက်ချံတွေအသစ်မထွက်အောင်လည်းသူကလုပ်ပေးနိုင်တယ်။နောက် hyaluronic acid ပါတဲ့အတွက်ကြောင့်မလို့အရေပြားကိုရေဓာတ်ကိုလည်းပြည့်စေတယ်။နောက်တစ်ချက်ကကြတော့ pH 5.5 နဲ့လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အရေပြားရဲ့ pH နဲ့ကိုက်ညီမှုရှိတော့ရေဓာတ်နဲ့အဆီဓာတ်ကိုမျှတစေပြီးတော့နောက်ထပ်ဝက်ချံတွေမထွက်အောင်လည်းသူကလုပ်ပေးနိုင်ပါတယ်။ဒီ ampule ထဲမှာကကြတော့ T3 နဲ့ C ကအပြင်ကိုပဲတဘာဝကရတဲ့ salicylic acid လည်းပါတဲ့အတွက်ကြောင့်မလို့ရှိနေတဲ့ဝက်ချံတွေကိုလည်းသက်သာစေတဲ့အပြင်ကိုပဲအဆီဖူးစားဝက်ချံတွေကိုပါသက်သာစေပါတယ်။နောက် melanin ထုတ်လုပ်မှုကိုလျှော့ချပေးနိုင်တဲ့အတွက်ကြောင့်မလို့ဝက်ချံကြောင့်ဖြစ်တဲ့အမဲဆက်အမာရွတ်တွေကိုလည်းသက်သာစေတဲ့အသားရည်ညှဉ်းနှွမ်းတာတွေကိုလည်းပြန်ပြီးတော့ဆိုပြလာနိုင်ပါတယ်။အဲ့တော့ဒီ T3 Cica series လေးကိုအစီပြန်တတ်တဲ့သူတွေဝက်ချံထွက်တဲ့သူတွေစားဝက်ချံအစီဘူးရှိတဲ့လူတွေဝက်ချံကြောင့်တန်ခဲ့တဲ့အနီဆက်အမဲဆက်အမာရွတ်တွေရှိတဲ့လူတွေကိုယ့်ရဲ့ skin barrier ကိုပြန်ပြီးတော့အားဖြည့်ခြင်းတဲ့လူတွေကအစားအသုံးပြုလို့ရပါတယ်အဲ့တော့အားလုံးပဲဝက်ချံကင်းစင်ပြီးတော့ကြည်လင်တဲ့အသားရည်ကိုပိုင်ဆိုင်နိုင်ကြပါစေ။